Bank insurance ဘဏ်အာမခံဆိုတာပါလေဘဏ်အာမခံဆိုတာကတော့ဘဏ်နဲ့အာမခံကုမ္ပဏီတို့ပူးပေါင်းပြီးဘဏ်ဝန်ဆောင်မှုကိုယူပြီးအာမခံထုတ်ကုန်တွေကိုရောင်းချတဲ့ပုံစံတစ်ခုဖြစ်ပါတယ်ရိုးရိုးနဲ့ရှင်းရှင်းလေးပြောရရင်တော့ဘဏ်ကိုသွားတဲ့အခါငွေစုတာငွေလွှဲတာအပြင်အသက်အာမခံတို့ကျန်းမာရေးအာမခံတို့အပြင် General Insurance ဆိုတဲ့အိမ်ကားစတဲ့ပိုင်ဆိုင်မှုအာမခံတွေကိုပါတပါးတည်းဝယ်ယူလို့ရအောင်စီစဉ်ပေးထားတာမျိုးပါဘဏ်အာမခံရဲ့ထူးခြားချက်များ One Stop Service ဘဏ်တစ်ခုထဲမှာတင်ငွေရေးကြေးရေးကိစ္စရောအာမခံကိစ္စပါတစ်ခါတည်းဆောင်ရွက်နိုင်ပါတယ်မိမိအမြဲအသုံးပြုနေတဲ့ဘဏ်ကတစ်ဆင့်ဝယ်ယူရတာဖြစ်လို့အာမခံကုမ္ပဏီနဲ့တိုက်ရိုက်ချိတ်ဆက်ရတာထက်ပိုလွယ်ပြီးယုံကြည်မှုလည်းရှိတတ်တယ်လို့ချင်းငွေကြောင့်မဖြစ်မနေဝယ်ယူရတာမျိုးလည်းရှိပါတယ်ဘဏ်အာမခံကိုအာမခံကြေးပေးသွင်းတဲ့အခါမိမိရဲ့ဘဏ်အကောင့်ထဲကနေတိုက်ရိုက်ပေးချေတာမျိုးလှုပ်ဆောင်နိုင်လို့အဆင်ပြေတယ်လို့ခံစားရစေပါတယ်Bank insurance ဆိုတဲ့ဘဏ်အာမခံကဘယ်သူတွေအတွက်အကျိုးရှိလဲအာမခံရောင်းချပေးတဲ့အတွက်ဘဏ်ကအာမခံကုမ္ပဏီစီကနေကော်မရှင်ခရရှိပါတယ်အာမခံကုမ္ပဏီတွေအတွက်လည်းဘဏ်မှာရှိပြီးသား customer အများအပြားထံကိုအလွယ်တကူရောင်းချနိုင်ပါတယ်ချင်းငွေတစ်ခုခုကြောင့်ဖြစ်စေမိမိကိုယ်တိုင်လိုအပ်လို့ဝယ်သည်ဖြစ်စေအာမခံမဝယ်ခင်အထူးတတိထားရမယ့်အချက်များ policy document ကိုယ်တိုင်လက်ဝယ်မရရှိတာမျိုးဖြစ်နေသလားချင်းငွေလျှောက်တဲ့အခါချင်းငွေအသက်အာမခံဝယ်လိုက်ရပေမဲ့ policy စာချုပ်ကိုကိုယ်တိုင်လက်ဝယ်မရရှိတာမျိုးဟာတကယ်ကိုဖြစ်လေဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါဒါဟာဘာကြောင့်ဖြစ်ရသလဲဒီလိုဖြစ်လာပြီဆိုရင်မိမိအနေနဲ့ဘာတွေလုပ်သင့်သလဲအကျုံးမရခြင်းအကြောင်းရင်းတစ်အကျိုးခံစားခွင့်ရှင်ဟာဘဏ်ဖြစ်နေခြင်းချင်းငွေအာမခံရဲ့သဘောကချင်းငွေဝယ်ယူထားသူတစ်ခုခုဖြစ်သွားရင်သိဆုံးခြင်းသို့မဟုတ်မတန်မစွမ်းဖြစ်ခြင်းကြန့်ရှိတဲ့ကြွေးမြီတွေကိုအာမခံကုမ္ပဏီကဘဏ်ကိုတိုက်ရိုက်ဆက်ပေးရမှာပါအကျိုးခံစားခွင့်ရှိသူကဘဏ်ဖြစ်နေတဲ့အတွက် policy စာချုပ်အစစ်ကဘဏ်စီမှာပဲရှိနေတတ်ပြီးကိုယ့်စီကိုတော့အာမခံထားရှိကြောင်း certificate ဒါမှမဟုတ် acknowledgement လောက်ပဲပေးတတ်ပါတယ်အဲ့ဒီလိုဆိုကိုကဘာတွေတောင်းဆိုနိုင်တယ်လဲ policy စာချုပ်အစစ်ကိုလက်ဝယ်မရရှိရင်တောင်းမှအောက်ပါအချက်တွေကိုဘဏ်မှာမဖြစ်မနေတောင်းဆိုထားသင့်ပါတယ် insurance certificate အာမခံအကာအကွယ်အောက်မှာရောက်နေပြီဆိုတဲ့အထောက်အထား policy number ပါကိုပါရပါမယ် terms and condition summary ဘယ်လိုအခွင့်အရေးတွေရှိလဲဘယ်လိုအခြေအနေမျိုးမှာရောကြေးရမလဲဆိုတဲ့အချက်အလက်အကျဉ်းချုပ် premium receipt အာမခံကြေးဘယ်လောက်ပေးသွင်းထားတယ်ဆိုတဲ့ငွေရပြေစာအာမခံမှာအာမခံအကာအကွယ်ရှိကြောင်းကို policy number ရမှသာလျှင်သက်သေပြနိုင်တာပါအများစုဟာချင်းငွေရဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုလို့လက်ခံထားကြပေမဲ့ချင်းငွေကိုပေးဆက်နေရင်ကြေခံနည်းအချိန်မျိုးမှာပိုင်ဆိုင်မှုတော်၎င်းမိမိရဲ့အသက်တော်၎င်း total loss ဆိုတဲ့အလုံးစုံဆုံးရှုံးမှုမျိုးဖြစ်လာခဲ့ရင်ရော်ကြေးတောင်းတဲ့အခါမိသားစုအတွက်အခက်အခဲရှိနိုင်ပါတယ်အာမခံငွေကိုဘဏ်ကပဲအကုန်ရရှိသွားပြီးအရင်ဆက်ထားခဲ့တာတွေပါသွားနိုင်တာမျိုးပါဒါကြောင့်အဲ့လိုတွေမဖြစ်စေဖို့ဒီမေးခွန်းတွေကိုမေးပေးပါနံပါတ်1အကျိုးခံစားခွင့်ဘယ်လိုရမှာပါလဲဒါကအရေးကြီးဆုံးမေးခွန်းပါကျွန်တော်တစ်ခုခုဖြစ်သွားရင်အာမခံကုမ္ပဏီကရော်ကြေးငွေကိုဘဏ်ကျွေးဆက်ဖို့အတွက်ပဲသုံးမှာပါလားပိုတဲ့ငွေကိုကျွန်တော်မိသားစုရမှာလားမေးခွန်းအကျွေးချံကိုပဲကာကွယ်ပေးတဲ့ reduction term assurance လားအာမခံထားငွေဟာအချိန်နဲ့မျှနည်းသွားပါတယ်အဲ့ဒါကိုပဲရော်တာမျိုးလားဒါဆိုကိုမရှိတော့တဲ့အချိန်ကိုမိသားစုတကယ်ပြန်ရမယ်အသက်အာမခံကိုထောက်ဝယ်တင်ပါတယ်အသက်အာမခံဆိုတာကဝယ်သမျှအဆောင်တိုင်းကိုကုမ္ပဏီတိုင်းကအပြည့်ရော်ပါတယ်ဒီအချက်ဟာအသက်အာမခံရဲ့အဓိကအားသာချက်ပါမေကွန်ဘီ surplus
ပိုရှန်ငွေရှိရင်ဘယ်သူရမလဲအာမခံကုမ္ပဏီကပေးရော်တဲ့ငွေကြေးကဘဏ်ကြွေးထက်ပိုနေခဲ့ရင်ကျန်တဲ့ငွေကိုအကျိုးခံစားခွင့်ရှိသူ nominee ဒါမှမဟုတ် family ထံပြန်ပေးရမယ်ဆိုတဲ့အချက်စာချုပ်မှာပါသလား Question C nominee အကျိုးခံစားခွင့်ရှိသူအာမခံလျှောက်လွှာမှာတစ်မိသားစုဝင်တယောက်ရဲ့နာမည်ကိုထည့်ထားခဲ့သလားဘဏ်တစ်ခုတည်းရဲ့နာမည်ပဲပါနေတယ်ဆိုရင်တော့ပုံငွေကိုပြန်ရဖို့ခက်ပါလိမ့်မယ်အာမခံငွေကလျော့သွားတာလားပုံသေးလားဒါကိုသိမှတင်အရင်ဆက်ထားတဲ့ငွေတွေအတွက်အကျိုးရှိမရှိကိုသိရမှာပါမိခွန်းနံပါတ်1ဘာတွေကိုအကာအကွယ်မပေးဘူးလဲအာမခံတိုင်းမှာရောကြေးမရနိုင်တဲ့အချက်တွေဥပမာရှည်ရင်ဆွဲယောဂမိမိကိုယ်ကိုတေချောင်းကျန်စီမှုစသဖြင့်ရှိတတ်ပါတယ်ဘယ်လိုအခြေအနေမျိုးမှာရောကြေးမပေးဘူးလဲ exclusion ဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးပါဒီမေးခွန်းကလည်းမဖြစ်မနေမေးရမယ့်အရေးကြီးမေးခွန်းပါနံပါတ်3အာမခံကြေးကိုဘယ်လိုပေးရမှာလဲဒါကတစ်ချိန်တည်းပေးရမှာလားဒါမှမဟုတ်ရင်နှစ်စဉ်ပေးရမှာလားဒုတိယနှစ်တွေမှာအကောင့်ထဲကနေအလိုအလျောက်ဖြတ်သွားမှာလားဖြတ်သွားကြောင်းအကြောင်းကြားစာရက်ကိုရပါမယ်တက်တန်းဆက်မတိုးရင်အကာအကွယ်ပြတ်တတ်တယ်လို့ claim မရှိရင်လည်း NCB ဆိုတဲ့ no claim bonus လည်းရတတ်တာမို့ပါဒီခုနံပါတ်4ရောကြေးတောင်းရင်ဘယ်သူ့ကိုဆက်သွယ်ရမလဲတခုခုဖြစ်လို့ claim ချင်တယ်ဆိုရင်ဘဏ်ကိုလာရမလားအာမခံကုမ္ပဏီကိုဓာတ်ရိုက်သွားရမလားတာဝန်ခံဆောင်ရွက်ပေးမဲ့သူရဲ့ဖုန်းနံပါတ်လေးပေးလို့ရမလားအာမခံရဲ့အဓိကတန်ဖိုးဟာရော်ကြေးတောင်းတဲ့အချိန်မှာဖြစ်လာတာမို့ဒီအချိန်မှာတာဝန်ယူဆောင်ရွက်ပေးမဲ့သူဟာအရေးအကြီးဆုံးပါပဲဒါကြောင့်အေဂျင့်ကောင်းတွေကိုရေးချယ်ကြတာပါနှုတ်ကတိတွေထက်စာရွက်ပေါ်ကအချက်လက်ကိုပဲအတည်ယူပါပေးတဲ့လက်ကန်စာဆောင်တွေကိုတေချာဖတ်ပြီးအပေါ်ကမေးခွန်းတွေကိုလိုအပ်တယ်လို့မေးပေးပါဝယ်ထားတဲ့အာမခံတိုင်းအကျိုးရှိကြပါစေရှင်